Casemiro နေရာမှာဘယ်သူရောက်လာမလဲ United ရဲ့ကွင်းလဲ target အသစ်3ယောက် United ပြည်သက်တွေအတွက်ကတော့သတင်းကောင်းလားသတင်းဆိုးလားမှုံဝါးစီတဲ့သတင်းတစ်ခုတက်လာပြန်ပါပြီဒီဟာဒီကုန်း United ကနေထွက်ခွာတော့မဲ့ Casemiro ရဲ့နေရာမှာစားထိုးဖို့ United တို့အနေနဲ့ကွင်းလဲလူ3ယောက်ကိုထုံးစံတိုင်းထပ်ရပြန်ပါပြီ။ရင်ကတော့ Newcastle က Bruno Guimaraes နဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရပြီဆိုပြီးတော့ဟိုးကြော်ခဲ့ပေမဲ့အခုတော့အဲ့ဒီသတင်းကဂျင်းဖြစ်သွားပြန်ပါပြီ။ Guimaraes က Newcastle မှာပဲပျော်နေပြီးနီယူမှနီယူဖြစ်နေလို့ United တို့မျက်စိနှောက်ပြီးတော့နောက်ထပ် target 3ယောက်ကိုပြောင်းကြည့်လိုက်ရပါတယ်။ပထမတစ်ယောက်ကတော့ Newcastle ကပဲဖြစ်တဲ့ Sandro Tonali ပါ။အီတလီသားလေးကိုခေါ်ပြီးကွင်းလဲခန်းစစ်ကိုကြောက်ချခြင်းနေတာပါ။ဒုတိယတစ်ယောက်ကတော့ Nottingham Forest က Elliot Anderson ဖြစ်ပြီးတတိယတစ်ယောက်ကတော့ Crystal Palace ရဲ့အားကိုးရတဲ့ Adrian Warden မှာပြောရရင်တော့ Premier League မှာကစားမှုပြီးသားလူငယ်သေးသွစ်တွေကိုပဲစကားတင်သဲဖယ်ရွေးထားတာပဲဖြစ်ပါတယ်။ Guimaraes ကိုမရပေမဲ့ဒီ3ယောက်ထဲကတစ်ယောက်ရောက်လာရင်တော့ Casemiro နေရာမှာစားထိုးနိုင်ပါမလား။ဒါမှမဟုတ်နောက်ထပ် Ugarte လိုပဲဂျင်းတွေပဲဖြစ်အောင်မလားဆိုတာကိုလည်းကွန်မန့်မှာခန့်မှန်းပေးခဲ့ကြပါဦး။ Anfield ကိုတက်တာပြတော့မဲ့ဆာလက်ဒီဘောင်ဘူးပြည်သက်တွေတွေ့တော့တကယ်ကိုနီးနက်တွေပူးစေမဲ့ဝမ်းနေစရာသတင်းတစ်ခုပါပဲ။တင်းရဲ့ကနဝင်တောင်ပန်တိုက်စစ်မှုမိုဟာမက်ဆာလက်ဟာဒီယာဒီကုံမှာ Anfield မြေကနေတရားဝင်ဒိုးတော့မယ်လို့အတည်ပြုလိုက်ပါပြီ။2019ကတည်းကရောက်ရှိခဲ့တဲ့ဆာလက်ဟာဒီဘောင်ဘူးတင်းတဲ့435ပွဲမှာ255ဂိုးထိတွင်းယူပေးခဲ့ပြီးပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်ပါဝင်အဓိကစူပလာ8လုံးထိရယူပေးခဲ့တဲ့အသင်းရဲ့တတိယဂိုးအသွင်းဆုံးကနဝင်ကစားသမားပဲဖြစ်ပါတယ်။ခုလိုထွက်ခွာမယ်လို့ကြေညာပြီးနောက်မှာတော့ဘောလုံးစည်းကွက်ရဲ့ဘောစီ Sorry Pro League ကလပ်တွေကခေါ်ယူရေးမှာစိတ်ဝင်စားမှုမြင့်တက်နေပြီးEDF ကဆာလက်ကိုခေါ်ယူဖို့ဖင်ကြွကြွဖြစ်နေပါတယ်။ပြီးခဲ့တဲ့2023တုန်းကပေါင်တန်150နဲ့ကမ်းလှမ်းတာညှင်းပင်ခံခဲ့ရပြီးမြဲအခုတစ်ခါမှာတော့ဘဲကြုံလည်းမဟုတ်ပဲလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူနိုင်မှုစစ်မြင့်ဆွေးနွေးမှုတွေလုပ်နေပြီလို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒါအပြင်ဥရောပအသင်းကြီးချို့နဲ့မေဂျာလိကအီဂျစ်လူမျိုးပိုင်းတဲ့ဆန်တီယေကိုအသင်းကလည်းမျက်စိတောက်တောက်စောင့်ကြည့်နေပါတယ်။ဆာလက်တယောက်ဆော်ရီမြေကိုပဲလစ်သွားမလားဒါမှမဟုတ်ဥရောပမှာပဲဆက်နေမလားဆိုတာကတော့ရင်ခုန်စရာပါပဲ။အင်္ဂလန်မှာပြန်ကစားမလားနာပိုလီပါပဲနားမလားမက်တိုမီနီလက်ရှိအီတလီစီးရီးမှာအကောင်းဆုံးခြေစွမ်းပြနေတဲ့စကော့မတ်တိုမီနီကိုနာပိုလီသင်းကရေရှည်လက်တွဲဖို့အတွက်စာချုပ်သစ်ကမ်းလှမ်းမှုအလင်းလိုနေပါပြီ။ဒါဟာသူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ပရီးမီးယားလိဂ်ကလပ်တွေတက်ကတော့မဆာမီကဆုံးသွားတဲ့ဇလန်တပုတ်လိုပါပဲ။လက်ရှိသတင်းတွေအရနာပိုလီဟာတိုမီနီကို2030ပြည့်နှစ်ထိသက်တမ်းရှိမဲ့စာချုပ်သစ်ပြင်လောက်ခလာစာပါတိုးမြင့်ပေးဖို့စီစဉ်နေပါတယ်။ပိုပြီးထူးခြားတာကသူ့ကိုအသင်းရဲ့အနာဂတ်အသင်းကောင်းဆောင်ဖြစ်တောင်ခေါင်းရောက်မှုရထားတယ်လို့လည်းသိရပါတယ်။ဒါဟာအသင်းပြောင်းလာပြီးတစ်နှစ်ခွဲအတွင်းမှာသူဘာကောင်ကြီးဖြစ်တယ်ဆိုတာကိုတော်မီနီအနေနဲ့သက်သေပြလိုက်တာပါပဲ။ဒါ့အပြင်စကော့တလန်ရဲ့ရေးစင်အသင်းအတွက်လည်းရေးပါတဲ့မက်တော်မီနီဟာလာမယ့်2026ကမ္ဘာဖလားအတွက်ပြင်ဆင်မှုတွေမှာအဓိကအင်ဂျင်ကြီးတစ်လုံးဖြစ်ဝင်းမဲ့နေပြီးသူ့ရဲ့ခြေစွမ်းကထွတ်တိတ်ကိုရောက်ရှိနေတာပါ။ဖက်မှာလည်းလွတ်တဲ့ငါကြီးသွားပြီဖြစ်တဲ့ Manchester United ပါဝင်အင်္ဂလန်ကလပ်အသင်းချို့ကလည်းသူ့ကိုအင်္ဂလန်ကိုပြန်မကျင်နေကြပါတယ်။ဒါပေမဲ့မက်တော်မီနီကိုရန်ကတော့ကျွန်တော်နာပိုလီမှာရမ်းပြောနေပါတယ်ဗျာဒီမှာပဲရေရှည်ကစားသွားကျင်တယ်လို့ပြက်ပြက်တသားပြောထားတာကြောင့်တင်းပြောင်းမှုထက်စာချုပ်သစ်ချုပ်ဖို့က99.9% ဖြစ်နေလို့အင်္ဂလန်ကလပ်တွေအတွက်ကတော့မတော်စိုးမှာပဲပြန်လာခဲ့မယ်ပြောခဲ့သူကြီး Raffo ပြီးခဲ့တဲ့ဇန်နဝါရီလကထုတ်ခံလိုက်ရတဲ့နီးပြရူဘင်အမိုရင်လည်းလစ်သွားပြီဆိုတော့ဘာစီလိုနာမှာငါသွားစောနေတဲ့မျိုးကန်သားလေး Raffo တယောက်Old Trafford ကိုပြန်လာဖို့လမ်းပွင့်သွားပြီလို့သတင်းတွေထွက်ပေါ်နေပါတယ်။အမိုရင်လက်ထက်ကစွမ်းကုန်မကစားနိုင်တဲ့သူဆိုရင်ဘလိုကောင်းကြီးပဲဖြစ်ဖြစ်တတ်တာပဲလို့ပြောပြီး Raffo ကိုဘာစီလိုနာစီအငှားနဲ့ပါဆယ်ထုတ်ပေးလိုက်တာပါ။အခုတော့အမိုရင်ကလည်းလက် Raffo ကလည်းကန်နူးမြေမှာ10ခုလောက်တဖုံဖုံသွင်းပြီးခြေစွမ်းပြနေတာဆိုတော့ United ကသူ့ကိုပြန်ခေါ်ဖို့စိတ်ပါလာတာပဲဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာက Raffo ကိုယ်တိုင်ကဘာစီလိုနာမှာပျော်နေတာပါပဲ။ Raffo ကကျွန်တော်ရီမှန်းချက်ကတော့ဘာကာမှာကိုယ်တွေဆက်သွင်းနေဖို့ပါပဲလို့ပြောထားပေမဲ့ဘာကာဘက်ကပေါင်26တန်းနဲ့အပြတ်ဝယ်ဖို့ထုံးစံတိုင်းအင်တင်နဲ့လက်တွန့်နေသလို United ကလည်းခြေစွမ်းတက်လာတဲ့ Raffo ကိုပြန်ခေါ်ဖို့ထက်ပေါင်50လောက်နဲ့အခြားသင်းကိုရောင်းစားဖို့ချောင်းနေတယ်လို့လည်းသတင်းတွေကထွက်ပေါ်ထားပြန်ပါတယ်ဒီတော့ United အနေနဲ့ Raffo ကိုပြန်ခေါ်ပြီး upgrade လုပ်မလားဒါမှမဟုတ်သူလန်းသူတွားပါစေဆိုပြီးတော့ပဲလွတ်ထားလိုက်တော့မလားဆိုတာတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာဘောလုံးကြောင်းရာလေးတွေကိုကြည့်ဖို့ Football Aman Channel ကို like and subscribe လေးလုပ်ခဲ့ပေးဖို့လည်းမေတ္တာရက်ခံတောင်းဆိုအပ်ပါတယ်ကြည့်ရှုပေးခဲ့တဲ့အတွက်လည်းကျေးဇူးတူပဲတင်ပါတယ်ဗျာ